ကျွန်ုပ်တို့ကအများအားဖြင့်အဆင့်ပြောင်းတက်ခြင်းမလုပ်ဘဲအဆင့်ပြုပြင်ခြင်းတွေကိုပိုလုပ်ကြပါတယ်အခြေခံအားဖြင့်နှလုံးထဲမှာအဆင့်၄ခုရှိပါတယ် mitral အဆင့် aortic အဆင့် tricuspid အဆင့်နဲ့ pulmonary အဆင့်တို့ပဲဖြစ်ပါတယ်ဒီအဆင့်တွေကိုကလေးတော်လာသို့မဟုတ်လူငယ်တွေမှာခွဲစိတ်ကုသရတာကလွယ်ကူတဲ့အရာမဟုတ်ပါဘူးအကြောင်းကတော့ရွေးချယ်စရာနည်းနည်းလေးပဲရှိလို့တော်တော်လေးရှုပ်ထွေးပါတယ်အရွယ်ရောက်သူတွေမှာဒီအဆင့်တွေကိုခွဲစိတ်ကုသရင်အဆင့်ပြောင်းတက်ခြင်းနဲ့ပတ်သက်တဲ့ရွေးချယ်စရာတွေရှိပါတယ်ဒါပေမဲ့ကလေးတွေမှာတော့အဆင့်အရွယ်စားတွေမရနိုင်တာကြောင့်ရွေးချယ်စရာနည်းနည်းပဲရှိပါတယ်ဒါကြောင့်အဆင့်ပြုပြင်ခြင်းကိုလုပ်ဖို့လိုလာနိုင်ပါတယ်အဲ့ဒီလိုနဲ့ mitral နဲ့ aortic အဆင့်တွေကိုပြုပြင်ခြင်းတွေကိုကျွန်ုပ်တို့အများကြီးလုပ်ကြပါတယ်ဤပြုပြင်မှု၏အခြားအားသာချက်မှာအဆိုရှင်ကိုကျွန်ုပ်တို့အစာထိုးသောအခါတွင်မရှိမဖြစ်လိုအပ်သောသွေးကျဲခြင်းသို့မဟုတ်သွေးကျဲစေသောကလေးများမလိုအပ်ပါဒါကအဆင့်ပြုပြင်ခြင်းရဲ့အားသာချက်ပါကျွန်ုပ်တို့ကလည်းဒီအဆင့်ပြုပြင်ခြင်းတွေကိုချုပ်ချောသည့်ခွဲစိတ်နည်းလမ်းနဲ့လည်းလုပ်နိုင်ပါတယ်အဓိပ္ပာယ်ကတော့တာမန်အားဖြင့်နှလုံးခွဲစိတ်လုပ်တဲ့အခါကလေးလူငယ်လူကြီးမရွေး stenoid mesallian section ဆိုတဲ့အလယ်ပိုင်းကနေထက်တောက်ရတတ်ပါတယ်ဒါပေမဲ့ခြုံချောသည့်ခွဲစိတ်နည်းလမ်းမှာတော့ဘေးဘက်ကနေသူ့မဟုတ်လက်အောက်ပိုင်းကနေဝင်နိုင်လို့အမာရွတ်ကလည်းပိုသေးသွားပြီးအမာရွတ်ကလည်းသူတို့လက်အောက်လက်မောင်းအောက် axilla တဝိုက်မှာကွက်ထားနိုင်ပါတယ်ပထမတစ်ခုကအလှပအတွက်ပါဒုတိယတစ်ခုကနာကျင်မှုချုပ်ချောသည့်ခွဲစိတ်နည်းမှာနာကျင်မှုကလည်းအရင်နှဲပါတယ်တတိယတစ်ခုကနာလန်ထူမှုပါရေဘူးရခွဲစိတ်နည်းနဲ့နှိုက်ရှင်ရင်နာလန်ထူမှုကလည်းအရင်မြန်ပါတယ်ဒါတွေကတော့ခြုံချောသည့်ကလေးနှလုံးခွဲစိတ်နည်းလမ်းရဲ့အားသာချက်တွေပါပဲအရွယ်ရောက်သူတွေအတွက်ခြုံချောသည့်နှလုံးခွဲစိတ်နည်းကတော့ရှိပြီးသားတိုးတက်ပြီးသားနယ်ပယ်တစ်ခုပါဒါပေမဲ့ကလေးတွေအတွက်ဆိုရင်တော့ဒီနယ်ပယ်ကစတင်တိုးတက်လာတဲ့နယ်ပယ်တစ်ခုဖြစ်ပြီးကျွန်တော်တို့ကလည်းခြုံချောသည့်ကလေးနှလုံးခွဲစိတ်နည်းလမ်းတွေကိုကလေးတွေအတွက်ဆောင်ရွက်ပေးနေပါတယ်ကျေးဇူးတင်ပါတယ်